ဒီပုံမြင်ကစာဖတ်သူတို့ရဲ့အနာဂတ်ကိုတိတိကျကျကြိုတင်ဟောကိန်းထုတ်ပေးလိမ့်မယ်။တခါတော့ကဘင်းတစ်ပါးမှာသူယုံကြည်အားကိုးရတဲ့ဝင်းသုံးရှိခဲ့တယ်။အဲ့ဒီဝင်ကြီးတွေကတူကငွေကြေးကိစ္စမှာမယိုသားပဲအလုံးမလည်းပြင်းရောင်ဘင်းရသတိထားမိတယ်။ဒါမဲ့သုံးရဲကမယိုသားတဲ့ဝင်ကြီးကဘယ်သူဆိုတော့ဘင်းရဝေးခွဲမရခဲ့ဘူး။ဒါကြောင့်သူကအမှန်တရားကိုဖော်ထုတ်ဖို့အကြံတစ်ခုရခဲ့တယ်။ဒီနေ့မှသူကဝင်ကြီးတွေကိုဘာမှမပြောပဲသူတို့တဦးစီကိုအိတ်တလုံးစီပေးခဲ့ပြီးတင်းတို့အားလုံးကိုမတူညီတဲ့တစ်တော်ရီစီခေါ်ဆောင်သွားမယ်။တင်းတာဝန်ကတစ်တော်ထဲမှာရှာဖွေတွေ့ရှိတဲ့အကောင်းဆုံးသတိတွေနဲ့ထိုအိတ်ထဲကိုအပြည့်ဖြည့်ဖို့ဖြစ်ပါတယ်။တာဝန်ကိုပြီးမြောက်ဖို့အတွက်တင်းမှာအချိန်တရက်တာရှိပါမယ်လို့ပြောခဲ့တယ်။ပထမဝင်ကြီးကရိုးသားပြီးအလုပ်ကြိုးစားသူဖြစ်တယ်။သူကတစ်တော်ကိုနေရာအနှံ့ရှာဖွေပြီးတော့လက်ဆက်ပြီးအရေးသွေးကောင်းတဲ့သတိမျိုးစုံကိုသူ့ရဲ့အိတ်ထဲကိုအပြည့်ဖြည့်ခဲ့တယ်။အဲ့လိုလှုပ်ဆောင်ဖို့အားထုတ်မှုများစွာလိုအပ်ခဲ့ပေမဲ့သူကအစွမ်းကုန်စူးစမ်းပြီးတော့လှုပ်ဆောင်ခဲ့တယ်။ဒုတိယဝင်ကြီးကတော့ညံကောင်းပြီးအလုပ်မစူးစမ်းတဲ့သူဖြစ်တယ်။သူကဘင်းမှာငါစူးစမ်းလိုက်တဲ့တတိတွေကောင်းမကောင်းကိုစစ်ဆေးဖို့အချိန်မရှိဘူး။ဒါဆိုရင်ငါဘာလို့အဲ့လောက်စူးစမ်းမှလဲလို့သူ့ကိုယ်သူတွေးပြီးတော့သူကတတိရဲ့အရေးသွေးကိုမစစ်ဆေးပဲမြေပေါ်မှာတွေ့ရတဲ့တတိတွေကိုကောက်ယူခဲ့လိုက်တယ်။၎င်းတို့ထဲမှာအများစုကတော့ပုံနေတဲ့မကောင်းတဲ့တတိတွေဖြစ်ကြတယ်။တတိယဝင်ကြီးကပြင်းရပြီးမယိုးသားတဲ့သူဖြစ်ကတခြားကြံတစ်ခုကိုစဉ်းစားခဲ့တယ်။ဘင်းကအိရဲ့အရွယ်စားနဲ့အလေးကျုံသာစစ်ဆေးလိုက်မယ်။အတွင်းမှာရှိတဲ့ຢာတွေကိုစစ်ဆေးမှမဟုတ်ဘူးလို့သူကထင်ခဲ့တယ်။ဒါကြောင့်တတိတွေကိုရှာဖွေမယ်စားသူကသူ့ရဲ့အိတ်ကိုအရွက်6တွေကြောက်ခဲနေနေပဲဖြည့်ခဲ့တယ်။နေ့လယ်ချိန်မှာတော့ဝင်ကြီး3စလုံးသူတို့ရဲ့အိတ်တွေနဲ့လမ်းတော်ကိုပြန်လာခဲ့ကြတယ်။ဘင်းကအိတ်တွေကိုစစ်ဆေးရမယ်စားဖွင့်အောင်ဖွင့်မကြည့်ခဲ့ပဲဝင်ကြီး3စလုံးကိုရပ်ပေါင်း30ထောင်ချဖမ်းဆီးဖို့သူ့ရဲ့အဆောင်တွေကိုအမိန့်ပေးခဲ့တယ်။ဒါ့အပြင်ဘင်းကအဲ့ဒီကာလာတွေတွင်မှာသူတို့တို့အစားအစာတွေမပေးပဲသူတို့ရဲ့အိတ်တွင်းမှာရှိတဲ့အရာတွေနဲ့သာဒီရက်ပေါင်း30ကိုကုံဆုံးမှုအမိန့်ထုတ်ပြန်ခဲ့တယ်။လက်ဆက်ပြီးအရသာရှိတဲ့တတိတွေကိုစုဆောင်းခဲ့တဲ့ပထမဝင်ကြီးကတော့သူ့ရဲ့စူးစမ်းအားထုတ်မှုနဲ့ရရှိခဲ့တဲ့တတိတွေကိုစားသုံးပြီးတော့ရက်ပေါင်း30ကိုတရောင်တတနဲ့ကုံဆုံးခဲ့တယ်။ပုံနေတဲ့တတိတွေကိုစုဆောင်းခဲ့တဲ့ဒုတိယဝင်ကြီးကတော့ရုံးကန်နေရပြီးသူကအသက်ရှင်မှုအတွက်အစိတ်သင့်နေတဲ့တတိတွေကိုစားခဲ့ရတာကြောင့်ရန်နေငယ်အတွင်းနောက်မကျန်းဖြစ်ကနောက်ဆုံးမှာတော့သူကအသက်ရှင်ကျန်းရင်းနိုင်ခြင်းမရှိခဲ့ပါဘူး။သူရဲ့အိတ်ကိုအရွက်6တွေကြောက်ခဲရည်နဲ့ဖြည့်ခဲ့တဲ့တတိယဝင်ကြီးကတော့စားစရာဘာမှမရှိခဲ့ပဲသူကထောင်တွင်းမှာပဲဆာလောင်မိုးသိမ့်မှုတန်ကြောင့်သေဆုံးခဲ့ရတယ်။သေဆုံးခြင်းမတိုင်မီမှာလည်းသူကသူ့ရဲ့ပြင်းရမှုနဲ့မယိုးသားမှုတို့အတွက်နှက်ဆိုင်စွာနဲ့နောင်နာရခဲ့တယ်။ဒီပုံမြင်လေးဟာယနေ့ကျမတို့ရဲ့ရွေးချယ်မှုတွေကအနာဂတ်ကိုတိုက်ရိုက်အကျိုးသက်ရောက်စေကြောင်းသင်ကြားပေးထားပါတယ်။စူးစမ်းအားထုတ်မှုနဲ့ရိုးသားမှုတို့ကရေရှည်အကျိုးကျေးဇူးတွေကိုယူဆောင်လာပေးပြီးပြင်းမှုနဲ့မယိုးသားမှုတို့ကတော့နောင်တနဲ့ရှုံးနိမ့်မှုစီကိုဦးတည်စေပါတယ်။ပထမဝင်ကြီးရဲ့စူးစမ်းအားထုတ်မှုကသူ့ကိုတတောင့်တတနဲ့အသက်ရှင်နေနိုင်အောင်ကူညီသလိုကျမတို့ရဲ့ဘဝမှာမပြတ်မလတ်စူးစမ်းအားထုတ်မှုတွေကအနာဂတ်စိန်ခေါ်မှုတွေအတွက်အဆင်သင့်ဖြစ်စေပါတယ်။တစ်ဖက်မှာလမ်းတုံနဲ့ပြင်းမှုတွေကလက်ရှိအချိန်မှာဆွဲဆောင်မှုရှိပုံရပေမဲ့ဒုတိယနဲ့တတိယဝင်ကြီးရဲ့ကံကြမ္မာလိုပဲမလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ်။ဒါကြောင့်အမြဲတမ်းသင်ရဲ့အကောင်းဆုံးကိုသာပေးပါ။ရိုးသားပါ။ပြင်းမှုကိုရှောင်ကျဉ်ပါ။အကြောင်းကတော့သင်ရဲ့ယနေ့လှုပ်ဆောင်မှုတွေကသာသင်နာဂတ်ကိုပုံဖော်ပေးမှာဖြစ်ပါတယ်။သင်ရောယခုလက်ရှိအချိန်မှာဝင်ကြီး3ရက်ဘယ်သူနဲ့တူတာလဲ။ကိုမလိန်နှမ်းဖြည့်ကြည့်လိုက်ပါ။